မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့သူကစောင့်နီးလေးကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးမစခင်မှာ like and subscribe လုပ်ဖို့လည်းမမေ့ချနဲ့ပေါ့နော်အဲ့တော့ let's go ရေဦးစောအင်ကြီးရလဲပါမယ်အင်ကြီးလဲပေါ့နော်မာဘနာဒီအင်ကြီးလေးကသူစားတော့ဒီအင်ကြီးလေးလဲထားတယ်ဒါကြီးက orange ကြီးဖြစ်တယ်ဆိုတော့ pink လေးလောက်လိုက်မှာပေါ့နော်blue လေးလည်းလှတယ်နော်pink လေးလောက်ပါမယ်ကဲအဲ့ဆိုရင်တော့မှာစမယ်ပေါ့နော် new cake နဲ့ဝင်ပါမယ်ပြီးရင်တော့တစ်စီချင်းစီပြမှာပဲဖြစ်ပါတယ်အဲ့ဆိုရင်တော့ဂိမ်းထဲကိုရောက်ပါပြီအဲ့တော့ပြမယ်ပေါ့နော်အဲ့တော့ဒီမှာအယုံဆုံးကဒီမီနူးလေးပေါ့နော်အဲ့မီနူးရဲ့ဝင်ရမှာပဲဖြစ်ပါတယ်အဲ့မီနူးရဲ့ဝင်ပါမယ်ရှင်ကဲဝေပြီးသွားဆိုဒီလိုမျိုးပုံစံလေးထပ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးဖြစ်သွားလို့ရှိရင်အမှဒီမှာပေါ့နော် pops ဆိုတာလေးရှိရပေါ့နော်သူသာများထိုးပြတာနေရာလေးပေါ့နော်အဲ့တဲလေးကိုနှိပ်ပါမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အမှဒီလိုမျိုးပုံစံလေးဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပုံစံလေးရှိရပါတော့အမှဆိုလို့ရှိရင်ဒီမှာပေါ့နော်အကောင့်မဖွင့်ရသေးတဲ့လူကတော့အကောင့်ဖွင့်ရမှာပါသူသာတော့အကောင့်ဖွင့်ပြီးသွားပြီပေါ့နော်အဲ့တော့pick အဲ့တော့အခု pick lips ကိုတော့မှာဖြစ်ပါတယ်သူစားအကောက်ဖွင့်ပြီးသွားပြီဆိုတော့ဒီလိုမျိုးပုံစံလေးဖြစ်တယ်ပေါ့နော်အဲ့မှာမှဒီလိုမျိုးပုံစံကိုမှာပေါ့နော်အဲ့မှာဆိုကိုကြိုက်တဲ့အိတ်လေးလည်းစောက်လို့ရတယ်ပေါ့နော်ကြောင်းဆိုလို့ရှိရင်ကြတော့ကြောင်းဆိုရဟိုးအောက်ဆိုတာဒီမှာပေါ့နော်ပြရမှာနော်ခိုင်းပါနော်မှာပေါ့နော်ဟိုးအောက်ဆိုက Sakura College ပေါ့နော်အဲ့ဥစ္စာလေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်အမှဆိုလို့ရှိရင်ပေါ့နော်အမှdownload ဝင်လေးပေါ့နော်အမှ download ဝင်လေးပါ download ဆိုတာလေးပေါ့နော် download ဆိုတာလေးကိုနှိပ်ရမှာပဲဖြစ်ပါတယ်အမှဆိုရင် connected လုပ်နေပေါ့နော်အဲဆိုအမားလေးကိုနှိပ်လိုက်ပါမယ်ခဏလေးတော့စောက်ပေးပါနော်အမှကြောက်ရောက်သွားပြီပေါ့နော်အမှဆိုလို့ရှိရင်သူဖျားထိုးပြထားတဲ့နေရာလေးကိုသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကြောင်းလေးရပါပြီဒါကတော့ကြောင်းပါနောက်တစ်မျိုးထပ်ပြပေးပါမယ်နောက်တစ်မျိုးကကျတော့ home care ကိုပြန်သွားပါမယ် home care ဒီနားမှာပြန်နေပါမယ်အဲ့ခုနကတော့ပြထားတဲ့ menu တွေကိုဝင်မယ်ပြီး pops တွေကိုဝင်မယ်ပေါ့နော်ပြီးအမှ pickle lips တွေကိုပြန်ဝင်ပါမယ်အိမ်လေးပြပေးမယ်ပေါ့နော်အဲ့အိမ်ထဲမှာဆိုလို့ရှိပေါ့နော်ဒီမှာပေါ့နော်ဒီ cute mini house လေးပေါ့နော် cute mini house လေးပေါ့နော်အဲ့ cute mini house လေးမှာဒီမှာ download ပေါ့နော်အဲ့ download နှိပ်မှာပဲဖြစ်ပါတယ်ပြီးရင်တော့အမှ cute mini house လေးရမှာပဲဖြစ်ပါတယ်အဲ့ဒါကြတော့အိမ်လေးပေါ့နော်ခုနကတော့ဥစ္စာကြတော့ကြောင်းပါဒါလေးကတော့ cute mini house လေးပဲဖြစ်ပါတယ်ဒီမှာပေါ့နော်မှာပါ cute mini house လေးပါတော့ကျတော့တစ်ချက်အိမ်လေးပေါ့နော် cute mini house ဆိုတာလေ mini house ဆိုတဲ့အတိုင်းအဲ့တော့ဒါလေးကတော့အိမ်ပုံစံလေးပေါ့နော်အထဲထဲဝင်ပြပါမယ်အိမ်ကပြင်ပနဲ့တော်တော်လေးမှဒါဆိုရင်တော့ဧကန်းပေါ့နော်ဒါဒီဘက်မှာဆိုရင်တော့ဒီမှာဒါကြတော့အိတ်ခန်းပေါ့နော်ဒီဘက်ကမီးပို့ကြောက်ခန်းပေါ့နော်အဲ့လိုမျိုးဒီဘက်မှာဆိုရင်ရေချိုးခန်းပေါ့နော်အဲ့လိုမျိုးအစုံရှိပါတယ်အဲ့တော့ home care ကိုမီနူးရဲ့ဝင်မယ်ပေါ့နော်မီနူးရဲ့ဝင်ပြီး home care တွေကိုပြတ်သွားမယ်ပေါ့နော်ဒါလေးကတော့အိတ်ဆောင်ဒီလေးပဲဖြစ်ပါတယ်ဒါကကြတော့ ID နဲ့မဟုတ်ဘူးပေါ့နော် ID နဲ့မဟုတ်ဘဲနဲ့ဟိုမှဒီ pickle list တရားနေလောက်ရတာပေါ့နော်အဲ့တော့ဒါကတော့ဒီလိုမျိုးလေးပေါ့နော်အကောက်ဖွင့်ရတာမသိဘူးဆိုလို့ရှိရင်ကွာဒီလိုဒီနေရာလေးတဲ့ဟိုစဝင်လိုက်ပြီဆိုလို့ရှိရင်အမှ accounts
ဆိုရဲပေါ့နော်ဒီအလဲမှာပေါ့နော်ပြမယ်ပေါ့နော်ဒီအလဲလေးထဲမှာပေါ့နော်ပြမယ်ခဏလေးပါ light ထင်နေလို့ပေါ့နော်ဒီအလဲလေးထဲမှာ account ဆိုတာလေးကိုမြင်ရလိမ့်မယ်ပေါ့နော်အတူကောက်ပြောတာပါ account ဆိုတာပေါ့အဲ့အားလေးကိုနှိပ်ပြီးတော့အမှကိုကြိုက်တဲ့ account ကိုဖွင့်လို့ရပါတယ် Roblox software ဆိုရင်တော့ဖွင့်တတ်ပါပေါ့နော်အဲ့ပြီးသွားရင်အဲ့ခုနကတော့ပြရဲ picket list ကိုနှိပ်ရင်ရပြီပေါ့နော်ဒါလေးကတော့အိမ်ဆောင်ဒီလေးကိုပြပေးတာပဲဖြစ်ပါတယ်အဲ့ထဲမှာဆိုရင်ကိုကြိုက်တဲ့အိမ်လေးစောက်လို့ရတယ်ပေါ့နော် okay အဲ့နဲ့ဒီနေ့ကဒီလောက်ပါပဲရှင်နောက်ထပ် Sakura School လေးလည်းထပ်ပြီးတော့တင်ပေးမှာပဲဖြစ်ပါတယ်အားလုံးပဲ bye bye ပါ